ဝန်ထမ်းတွေကိုဘာကြောင့်တော့အောင် train တယ်လဲဟုတ်လားဝန်ထမ်းတွေကိုဘာကြောင့်တော့အောင် train တယ်လဲဆိုတော့အခုကျွန်တော် sharing လုပ်ပေးတယ်လို့ပဲကျွန်တော်မှာYouTube channel ရှိရယ်ပြီးရင် TikTok ရှိရယ်ပြီးရင် Facebook ရှိရယ်ပေါ့နော်ကျွန်တော် sharing လုပ်ပေးတယ်ဒါတွေကိုတကယ်ကျင့်သုံးလိုက်နာတဲ့လူငယ်တွေကိုတကယ်တော်စေတယ်ပေါ့နော်ကျွန်တော်အဓိကနားလေမှုကွာဦးစားပေးတာ theory တွေကိုဦးစားပေးတာမဟုတ်နောက်ပြီးတော့ကျွန်တော်ရဲ့တကယ်အတွေ့အကြုံကို sharing လုပ်ပေးတာနောက်ပြီးတော့ကျွန်တော်ရဲ့တကယ် good experience တွေကိုကျွန်တော် share လုပ်ပေးတာအဲ့တော့ဘာကြောင့်ဝန်ထမ်းတွေကိုဟိုတော်အောင် train ပေးလဲဆိုတော့ဒါရ start with wine ဆိုအမှဆိုရင်ဖတ်ရတယ်ပေါ့နော်လူတွေကဘာကြောင့်မအောင်မြင်ကြတာလဲဆိုတော့သူတို့က fake marketing တွေလုပ်ကြတယ်သူတို့က manipulation လုပ်တယ်လို့ခေါ်တယ်လူတွေကိုမလဲ့တပတ်လုပ်တယ်ပေါ့နော်အဲ့ဒီဟာအချိန်အတိုင်းအတာထိတော့ပုံမှန်အလုပ်ဖြစ်ကြတယ်တိုးပေမဲ့လည်းရေရှည်အတွက်အလုံးမဖြစ်ဘူးအဲ့တော့ဝန်ထမ်းတွေကို train တယ်ဆိုတာတကယ်တော်တဲ့လူတွေကို train တယ်အခုတကယ်တော်တဲ့လူတွေကိုpotential ရှိတဲ့လူကိုကျွန်တော်ပြောပြတယ်ဆိုတာကလည်းအတူတူပဲပေါ့နော်တကယ်တမ်းဝန်ထမ်းတွေတော်တယ်ဝန်ထမ်းတွေအောင်မြင်မှုရတယ်ဆိုရင်ဘယ်သူအတွက်ကောင်းလဲ company အတွက်ကောင်းတယ် manager တွေအတွက်ကောင်းတယ် manager တွေတကယ်တော်တယ် manager တွေတကယ်အောင်မြင်မှုရတယ်ဆိုရင်ဘယ်သူအတွက်ကောင်းလဲတတိအတွက်ကောင်းတယ် company အတွက်ကောင်းတယ်အမြဲတမ်းအဲ့ဒီတိုင်းပဲအဲ့တော့တကယ် food တွေကောင်းတယ် product တွေကောင်းတယ်ဆိုတာလေအဲ့ဒါဘယ်သူအတွက်ကောင်းလဲ customer တွေအတွက်ကောင်းပေးချင်တာဖြစ်ဝန်ဆောင်မှုကောင်းပေးချင်တာဖြစ်ဘယ်သူတွေအတွက်ကောင်းလဲဝန်ထမ်းတွေအတွက်ကောင်းတယ်အဲ့လိုမျိုးပုံစံပဲကိုကသူများကိုတကယ်လုပ်ပေးမှပဲတကယ်ပြန်ရတာဗောနော်အဲ့ဒါကြောင့်ဝန်ထမ်းတွေကိုတော်တဲ့ဝန်ထမ်းတွေကိုကျွန်တော်မွေးထုတ်တာဒါပေမဲ့လူတွေကထပ်မေးတယ်ဗောနော်အဲ့ဆိုရင်ဝန်ထမ်းတွေတော်သွားရင်သူတို့ထွက်မှာမကြောက်ဘူးလားဗောနော်တကယ်တမ်းဝန်ထမ်းတွေတော်ကျွန်တော်ပြန်ဖြေတဲ့စမေကုန်းကဝန်ထမ်းတွေတော်လို့ထွက်သွားမယ်ဆိုတာတက်ငါသုံးတွေဒီမှာရှိတာကိုပိုကြောက်တယ်ဟုတ်တယ်သုံးတယ် performance မကောင်းဒီမှာရှိနေမှာမမိုက်ဘူးဘာလို့ဆိုကျွန်တော်ရဲ့ company မှာဒါတွေရှိနေဒါကြီးကမိုက်မိုက်တာ okay အဲ့တော့ဝန်ထမ်းတွေကိုတော်အောင် train တယ်တတ်နိုင်လူတွေကိုနားလည်အောင်ပြောပြတယ်ဘာလို့လူတွေကိုနားလည်မှုအရေးကြီးတယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်ဘာသာစကားကိုနားလည်ပြီးတော့ရည်ရွယ်ချက်နားမလည်တဲ့လူတွေအများကြီးပဲအဲ့တော့ရည်ရွယ်ချက်ကိုနားလည်ဖို့တကယ်ကျွန်တော်ပြောတာကိုနားလည်ဖို့လူတွေကိုတေချာကျွန်တော် train တယ်နောက်ပြီးတော့ online ပေါ်မှာလည်းကျွန်တော် sharing လုပ်ပေးတယ်အဲ့တော့အဲ့ဒါအဓိပ္ပာယ်ကဘာလဲဆိုတော့လူတွေကအောင်မြင်မယ်ဆိုရင်ကျွန်တော်အတွက်အများကြီးကောင်းတယ်လူတွေအတွက်ပဲပိုဖြစ်စေရှင်တယ်ပေါ့နော်